EUVHORIA Euphoria အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီ Euphoria page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ podcast လေးနဲ့လာမယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီရဲ့ page ကိုမလုပ်ရတာတနေ့ဒီပါလို့ရှိပြီတဲ့ဟိုစားရီကိုအားတဲ့ချိန်မှပဲတင်ပြတာနည်းနည်းရေးတာတွေလည်းရေးဖြစ်တယ်ဒါပေမဲ့အလောက်ကလည်းတစ်ဖက်ပြီးတော့တင်ဖို့နဲ့ editing တွေလုပ်ဖို့အချိန်တွေပေးနေရတာနဲ့တိတ်မလုပ်ဖြစ်ဘူးပေါ့နော်အဲ့နဲ့ဒီတလုံးမှကိုကနည်းနည်းအဆင်ပြေလာပေါ့နော်ခုလုပ်နေတဲ့အလောက်ကနေပြီးတော့မှနည်းနည်းအပြင်လုပ်လေးနည်းနည်းလုပ်လို့ရတယ်ဆိုတော့ပြန်ပြီးတော့ဒီရဲ့ page လေးကိုလည်းဒီလိုမျိုးရက်မထားစီချင်ပေါ့နော်အဲ့ကြောင့်မလို့ပြန်ပြီးတော့အစပြန်ထောင်းတာပေါ့နော်ဘယ်လိုပြောမှာတတိယကြလားဒီကတော့အရင်တတိယဒီရဲ့ page လေးရတဲ့ကပြောလို့ပြောတာတော့မဟုတ်ဒီရဲ့မင်းတော့ကအဲ့လိုမျိုးပျော်စရာလေးပျော်တဲ့နေရာလေးတခုပေါ့နော်ကိုယ့်ရဲ့အသွေးလေးတွေကိုတေချာလေး express လုပ်ရတဲ့နေရာလေးတခုပြီးတော့ကိုယ့်ရဲ့မဟုတ်တဲ့ဟိုလောကအသွေးတစ်ခုကလည်းသူများကိုနည်းနည်းအားပေးလို့ရတဲ့နေရာလေးတစ်ခုဆိုတော့တကယ်ကိုဒီကိုပြန်ရောက်လို့ရှင်ခံစားချက်ကအရန်နေလို့ခေါင်းနေအခုပြောရင်းနဲ့တော့မှစိတ်ကအလုံးနေရာမောရဲဆိုပေမဲ့ဒီနေရာလေးပြန်လို့ရတော့အမောလေးပြေတော့လိုမျိုးခံစားရပေါ့နော်ဆိုတော့ဒီလိုမျိုးဖြစ်အောင်ကူညီပေးတဲ့ like အားပေးတဲ့ဒီရဲ့ gems လေးတွေကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်လို့တရားနေပဲပြောလိုက်ချင်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တဲ့အရာကတော့ကျွန်တော်တို့ရဲ့ဒီရဲ့လောကရဲ့တနေ့ကိုတနေ့ဘယ်လိုမျိုးရှင်သန်တင်နေဆိုတာတနေ့ကိုတနေ့ကိုကြည်နဲ့အောင်ရှင်သန်တင်တယ်လို့ထင်တယ်ပေါ့နော်အခုကြီးလာတဲ့အခုနောက်ပိုင်းကြီးလာတဲ့တောက်လျှောက်ပေါ့နော်တရက်ကိုပျော်ရွှင်ဖို့ပဲတရက်ကိုမဆက်ချင်တော့ပေါ့နော်တရက်ကိုမနေထိုင်ချင်တော့မနေထိုင်ချင်တော့နေဖို့အဓိကကြမနေတော့ပေါ့နော်တနေ့ကိုတနေ့ကိုလှုပ်ချင်တဲ့ຢာလေးတွေကိုတကယ်လှုပ်လိုက်ရတဲ့နေ့တွေပြီးတော့အဲ့အရာတွေကပို့ပြီးတော့မှအားတက်လာစေရပေါ့နော်ဟုတ်တယ်ပျော်ရွှင်မှုဝမ်းနည်းမှုဆိုတာရက်တရက်တိုင်းမှာတော့ရှိရဆိုပေမဲ့အခုနောက်ပိုင်းတတိထားမိလာတာကိုဒီတရက်ကိုကောင်းဖြတ်တန်လိုက်ခဲ့ရလားကောင်းဖြတ်တန်ရတယ်ဆိုတဲ့အထက်မှာကိုလှုပ်လိုက်တဲ့အလုပ်ကိုကျေနပ်ခဲ့တာပေါ့နော်အဲ့ဟာပို့ပြီးအရေးကြီးရလို့တွေးမိလာပေါ့နော်ဆိုတော့ကိုကဘယ်လိုမျိုးတဲ့ကိုရဲ့ဘယ်လိုမျိုးစံတတ်မှတ်ထားတော့ပေါ့နော်အဲ့အရာလေးတွေကိုနေ့တိုင်းလှုပ်တင်တယ်ပေါ့လှုပ်တင်တယ်လို့ထင်တယ်ဘာကြောင့်ဆိုကိုရဲ့တရက်တာနဲ့ healthy ဖြစ်မှကိုရဲ့စိတ်ကောကိုရဲ့like နေထိုင်ရတဲ့ဘဝလေးကလည်း healthy ဖြစ်လာမယ်ပေါ့နော်လုံးဝဒုက္ခရောက်နေရဆိုဒုက္ခစိတ်ကြည်နဲ့ဆရာတွေမရှိတဲ့နေ့တွေဆိုရင်တော့မှအဲ့ဟာလေးလောက်ရတဲ့အတွက်စိတ်ကပို့ပြီးတော့မှ healthy ဖြစ်လာတယ်ပေါ့နော်အဲ့ဟာလေးလူတိုင်းကိုလှုပ်စေချင်တယ်ပေါ့နော်ကိုအတွက်အားအင်ရှိတဲ့အရာလေးတွေကိုနည်းနည်းလှုပ်ကြည့်ရပါတော့လှုပ်တာအရင်အရေးကြီးရပါတော့မင်းဆိုလို့ရှိရင်တရက်ကိုတရားထိုင်တာတို့အဲ့လိုတွေလှုပ်မှအဆင်ပြေပါတော့အဲ့ဟာလှုပ်ဖို့တဲ့တရက်ကိုဟိုလိုမျိုးပေါ့စာလေး2ကြောင်း3ကြောင်းလောက်ရေးလိုက်တာပဲဖြစ်ကိုသဘောကျတဲ့စာကို like တိကျချာကိုခံစားပြီးတော့မှနားထောင်တာပဲဖြစ်ရေးလိုက်တာပဲဖြစ်ကမင်းအတွက်အဲ့နေ့ကအရင်အကျိုးရှိပေါ့နော်ဒီနေ့ဆိုလို့ရှိရင်မင်းတင်လိုက်ရတဲ့TikTok မှာတွေ့လိုက်တဲ့စာကြောင်းတစ်ကြောင်းဟိုလိုမျိုးခံစားလို့ကောင်းတာပေါ့နော်အဲ့စာလေးကိုဒီရဲ့စာရဲ့ background ကဘယ်လိုရှိရဘာကြောင့်ဒီလိုမျိုးအတိတ်ပဲထွက်လာတယ်ဆိုတဲ့ဟာကို
လေးလာကြည့်တော့အရန်စိတ်ဝင်စားဖို့ကောင်းသွားတယ်ပေါ့နော်မင်းတော့ဒီနေ့ကမင်းဒါလေးတီးလိုက်ရတော့ပျော်တယ်ပေါ့နော်တတိယတော့တနေ့တော့တစ်ခုမြတ်လာတယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုခံစားမိရပေါ့နော်ဆိုတော့အားလုံးကိုလည်းဒီအဲ့လိုမျိုးကိုတရက်တာကိုတကယ်ကြည်နက်တဲ့ရက်လေးတစ်ခုဖြစ်စေချင်တယ်ပေါ့နော်ဒရာမာတွေများတဲ့နေ့ဖြစ်တယ်ဆိုပေမဲ့ကိုယ့်ရဲ့စိတ်ကလည်းအရေးကြီးရလေနော်ကိုယ့်ရဲ့စိတ်ကပျော်နေဖို့တဲ့ကို appreciate လုပ်တဲ့အရာလေးတစ်ခုတော့ရှိဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါကြောင့်မှကိုယ့်ရဲ့စံတတ်မှတ်ထားတဲ့နေ့လေးကကိုယ့်ရဲ့နေ့လေးကနည်းနည်းအဆင်ပြေဖြစ်လာရပေါ့နော်ဆိုတော့အားလုံးပဲကိုယ့်ခွန်အားဖြစ်စေတဲ့အရာလေးတွေကိုရှာပြီးတော့မှတရက်ကိုလုပ်ကြည့်ပါတချို့ဆိုလို့ရှိရင်မိမိရဲ့တငယ်ချင်းတချို့တွေဆိုရင် gym တွေသွားရရင်အရင်ပျော်ရွှင်တယ်သူတို့စားချင်တဲ့စားလေးတွေကိုကိုယ်တိုင်ချက်ပြုတ်စားနေရရင်ပျော်နေအဲ့ဒါလေးကအရင်အရေးကြီးပေါ့နော်တချို့ကျတော့ skin care လောက်တာမိမိဆိုလည်း skin care ထဲလောက်တာစိုက်တဲ့ထဲတော့ပါတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ skin ကတော့ကောင်းလာတယ်ဒါပေမဲ့ like ပျော်တယ်ပေါ့နော်ကိုကresearch ကိုကြည့်ဖို့တဲ့ process လေးကိုစိုက်နေဖို့အရင်အရေးကြီးရပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုရှာကြည့်ပေါ့နော်မြင်ပြောချင်တာကိုလည်းရှာကိုလည်းတိဆိုလို့ရှိရင်ဘဝအရာလေးနေထိုင်ရတာပိုပြီးတက်တာလာရလို့ခံစားမိရဘလောက်ပဲဒုက္ခရဘလောက်ပဲဝမ်းနေကိုဘယ်လိုမျိုးပျော်ရွှင်အောင်လုပ်ရင်ပျော်ရွှင်လာမလဲလို့သိလို့ရှိရင်ကိုယ့်ရဲ့mood ကပိုပြီးပြောင်းလဲလာတယ်ပေါ့နော်ဆိုတော့ yes ဘာလို့ပဲဖြစ်ကိုကလုပ်နိုင်မှာပါကိုရဲ့တတ်မှတ်ထားတဲ့အရာတွေကိုတနေ့ပြီးတနေ့လုပ်နေရောက်မှာပါအဲ့ဒီနေရာကိုရောက်မှာပါဆိုတော့ဒါပေမဲ့တနေ့ကိုရောက်ချင်တဲ့နေရာကိုရောက်ဖို့ပျော်ရွှင်ဖို့လည်းလိုရလေနော်ပျော်ရွှင်ဖို့စိတ်ကိုကြည်နပ်ဖို့လည်းလိုရဆိုတော့တနေ့ကိုကြည်နပ်တဲ့အရာလေးကိုလုပ်ဖို့မင်းကတော့ဒီနေ့မျှဝေချင်တယ်ပေါ့နော်ဆိုတော့တကယ်ကိုဒီတစ်ခေါက်ပြလာတဲ့ podcast ကိုใจในแต่แม่เราမျိုးနေပါတယ်တခုရှိလို့ရှင်လဲကျွန်တော်တို့ဒီ Messenger chat box ကနေပြန်လဲပြောပြလို့ရပါတယ်ဒါမှမဟုတ်လည်းဒီ comment မှာ man ပြလို့ရပါတယ်မိမိကတော့နည်းနည်း reply တော့ကြာပါတော့အလုပ်တစ်ဖက်နဲ့ဆိုတော့တော်လည်း sorry ပါ but at least I will try my best to reply and give the response so yes အားလုံးပဲကျေးဇူးတင်ပါတယ်အခုဒီညနားထောင်နေရဆိုလို့ရှိရင်လည်းhave a very good night and sweet dreams also and may your tomorrow brings a better days or maybe a wonderful day so မနေ့နားထောင်နေရဆိုလို့ရှိရင်လည်း have a very good day and I know you can be your best and today you will be a better one so yes အားလုံးပဲမင်္ဂလာရှိတဲ့နေ့ညလေးဖြစ်ပါစေလို့ဒီကနေ့ဆုတောင်းပေးလိုက်ပါရစေအားလုံးပဲ bye bye